မိန်းလမ်းမနဲ့လည်းနီးရမယ်မျိုးရဲလိုနေရာမျိုးမှာလည်းဖြစ်ရမယ်ပတ်ဝန်းကျင်ကလည်းတန့်ပြီးတော့အသင်းတက်နေလို့ရတဲ့အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ ရဲ့ချမ်းမြေမှာကြိုဆိုပါရရှင်ဒီအိမ်လေးရဲ့ဒီနေရာကတော့မိထီလာမျိုးရန်နာမအောင်ရက်ကွယ်သုခဝတီလမ်းထဲမှာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဲ့ပေရကျရာဆိုလို့ရှိရင်20 60ရှိပြီးတော့မြေအမျိုးအစားဆိုလို့ရှိရင်လည်းသူကကရံမြေအမျိုးအစားဖြစ်တယ်အိမ်အမျိုးအစားပုံစံဆိုလို့ရှိရင်လည်းနှစ်ထပ်တိုက်အိမ်အမျိုးအစားလေးဖြစ်ပါတယ်ရှင်အိမ်ကြီးဆိုလို့ရှိရင်လည်းဒီဝင်ချင်းမှာကားထိုးလို့area space ရလည်းအကျယ်ကြီးရှိပါတယ်ရှင်အိမ်ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်လည်းဝင်ချင်းမှာအိမ်ကန်းကိုအရင်ရောက်မယ်ဆက်သွားမယ်ဆိုလို့ရှိရင်လည်းနောက်ထပ်မှာကသူကအခန်းတစ်ခန်းပါမယ်နောက်ပြီးတော့မိဖို့ကြောင်ရေချိုးခန်းကလည်းတစ်ခါတည်းတွဲရက်ဖြစ်တယ်ပြီးတော့အပေါ်တက်ကိုတက်သွားမယ်ဆိုလို့ရှိရင်ကတိတ်ကားကတက်ချင်းမှဆိုလို့ရှိရင်လည်းသူကနေရာအကျယ်ကြီးရှိရဲ့အတွက်ဖျားကန်းကိုလည်းမိမိစိတ်ကြိုက်မိမိကြိုက်တယ်လို့ပုံစံကိုလည်းပုံဖော်လို့ရတယ်ဖျားကန်းကိုလည်းနေရာတော်တော်လေးကိုကျယ်ပါတယ်ရှင်ဒါအပြင်အပေါ်တက်မှာကျတော့သူကအခန်းနှစ်ခန်းပါတယ်တစ်ခန်းကကျတော့ master bedroom ဖြစ်ပြီးတော့တစ်ခန်းကကျတော့ရိုးရိုးခန်းဖြစ်ပါတယ်သူကအပြင်မှာအိမ်ကိုထွက်လိုက်ပြီဆိုလို့ရှိရင်လည်းအိမ်ရဲ့အပြင်မှာသဝရဏလေးအကျယ်တစ်ခုကလည်းပါထားဖြစ်တဲ့အတွက်မိမိကစိတ်မွန်ချက်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်စိတ်ရထွက်ပေါက်ဖြစ်နေအလိုလေကောင်းတွေတန်းချူကျင်တာတွေပါဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတဲ့နေရာလေးတနေရာလေးဖြစ်နေပါရဲ့ရှင်ဒီအိမ်လေးရဲ့အားသာချက်ကကြတော့ပတ်ဝန်းကျင်ကလည်းတန့်တယ်နောက်ပြီးတော့ကြတော့လမ်းကလည်းကျယ်တယ်နောက်ပြီးတော့ကွန်ကရစ်လမ်းမေးတင်ကလည်းဖြစ်သေးတယ်အိမ်လေးကလည်းအတင်းတက်နေလို့ရတဲ့အိမ်လေးဖြစ်တယ်အားတောင်ဒီလိုအိမ်လေးကိုတော့ဝယ်ထားတဲ့အနေထားလေးတွေမှာပါပါတယ်ဒီအိမ်လေးကိုရောက်ချပေးမဲ့ဈေးတန်းလေးကတော့3,400ညှိနှိုင်းမဲ့ဖြစ်ပါတယ်ရှင်လူကြီးမင်းတို့ကဒီအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်